အချိန်တိုအတွက် logo တစ်ခုကိုလွယ်ကူကူနဲ့ဘယ်လိုမျိုးဖန်တီးလို့ရလဲဆိုတာကိုသိချင်နေဆိုရင်တော့ဒီဗီဒီယိုလေးကိုကြည့်ရှုလိုက်ပါနော်ပထမအဆုံးအနေနဲ့ Google browser မှာဒါမှမဟုတ်ရင်ဖုန်း laptop တစ်ခုခု browser မှာwww.canva.com ဆိုပြီးရိုက်ရှာကြည့်လို့ရတယ်။အဲ့ခါမှာ Canva ရဲ့ website လေးကြာလာမယ်ပေါ့နော်။ Canva ရဲ့ website ကြာလာပြီဆိုရင်ဒီ Canva မှာကျတော့အကောင့်ရှိပြီးသားသူဆိုရင် login တခါတည်းတန်းဝင်လို့ရတယ်။အကောင့်မရှိသေးတဲ့သူဆိုရင်တော့ sign up နဲ့သူရဲ့ Gmail တွေ password တွေနောက်ပြီးတော့ကျတော့account creation လုပ်ရတယ်ပေါ့နော်။အဲ့ account create လုပ်ပြီးတော့ခါမှာဒီ Canva ရဲ့apps တွေ features တွေတုံးလို့ရတာပေါ့နော်။ဒီ Canva မှာကဘာရှိလဲဆိုရင်pro version နဲ့ yo version ဆိုပြီးရှိလိမ့်မယ်အခုဒီပြမဲ့ account ကတော့ pro version ဝယ်ထားတာပေါ့နော်ပုံမှန် logo create လုပ်တဲ့သူတွေအတွက်ကတော့ pro version မဟုတ်လည်းရတယ်ပုံပြီးတော့မှ design စုံသိချင်နေဆိုရင်တော့Canva ရဲ့ pro version ကိုဝယ်သုံးလို့ရတယ်ပေါ့နော်ဒီ Canva မှာလိုအပ်တဲ့ template တွေရိုက်ရှာကြည့်လို့ရတယ်အဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာ search bar မှာ logo လို့ရိုက်ထည့်ပြီးတော့ကျတော့ logo template လေးတွေလိုက်ရှာကြည့်မယ်အဲ့ခါမှာ logo လို့ရိုက်ထည့်လိုက်တဲ့အခါမှာဒီ logo template လေးအများကြီးကြာလာမှာပေါ့နော်ဒီစာတန်းပုံလားစလုံးအလှပုံစံလားဒါမှမဟုတ်ရင်ဒီလိုမျိုး color light logo design လေးတွေလားအမျိုးမျိုးရှိရပေါ့နော်အဲ့ဟာပေါ်မူတည်ပြီးတော့ဒီtemplate လေးတွေကို edit လုပ်ပြီးတော့လည်းသုံးလို့ရတယ်ဒါမှမဟုတ်ရင်ကိုယ့်ဟာကိုယ် design အဲ့တစ်ခု create လုပ်လို့လည်းရတယ်ပေါ့နော်ကိုကdesign ရှိပြီးသား design တွေကိုသုံးချင်တယ်ဆိုရင်ဒီ design မှာ search နဲ့ရိုက်ရှာကြည့်လို့ရတယ် circle ပုံစံ design လေးတွေလုပ်ချင်တယ်ဆိုရင် circle ပုံစံ design လေးတွေကိုယူပြီးတော့သုံးလို့ရတယ်ဒီနေရာမှာတော့ကိုယ့်ဟာကိုယ်အသစ်လေး logo design ဆွဲကြည့်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ element မှာ circle ဆိုပြီးတော့ရိုက်ရှာလိုက်ပြီးတော့ကျတော့ circle တစ်ခုဆွဲလိုက်မယ်ပေါ့နော်အဲ့မှာကြိုက်တဲ့ circle လေးကိုရွေးလိုက်မယ်ဒီ logo ပုံစံမို့လို့ shape တွေကိုမူတည်ပြီးတော့ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာ photo circle တခုကိုရွေးလိုက်မယ်သူမှာ photo လည်းရှိမယ် graphic လည်းရှိမယ်ကိုကြိုက်တဲ့ပုံစံနဲ့template အမျိုး design အမျိုးအစားလေးကိုရွေးကြည့်လို့ရတယ်ပေါ့နော်အဲ့မှာ circle လေးအရင်ထည့်လိုက်မယ်အဲ့ဒါအပြင်ဒီ logo နဲ့ပတ်သက်တဲ့စလုံးပုံစံလေးရှိလားဒီ elements ထဲမှာလည်းရှာလို့ရတယ်တိုက်ပြင်ရေးပြီးတော့လည်းရှာလို့ရတယ်အဲ့ခါမှာ design လေးတွေမှာထည့်ဖို့ရအတွက် keywords တစ်လုံးနဲ့ရိုက်ရှာရတာပေါ့နော်ဒီနေရာမှာတော့ print တွေပဲဆိုပြီးရိုက်ရှင်းလိုက်တာနဲ့ဒီ print တွေပဲနဲ့ဆက်တဲ့ပစ္စည်းလေးတွေကြာလာတယ်print လုပ်လို့ရတဲ့ဥစ္စာလေးတွေတော့နောက်ပြီးတော့ကျတော့ဒီပကြီးဆွဲဖို့ print လုပ်တဲ့ဟာလေးတွေတော့အဲ့ပုံစံလေးတွေကြာလာတယ်အဲ့ခါမှာဒီကိုလိုတဲ့ design လေးတွေ logo အတွက်လိုတဲ့ design လေးတွေကိုဆွဲထည့်လိုက်တယ်ခုဒီနေရာမှာဆိုရင် print A ပဲလို့ရိုက်ထည့်လိုက်တဲ့အခါမှာဒီ print လေးပဲဆိုတဲ့စလုံးပုံစံလေးကြာလာအဲ့ဟာကို logo color ပြောင်းချင်နေဆိုရင်လည်းပြောင်းလို့ရတယ်ကိုကြိုက်တဲ့ design color တွေရွေးပြောင်းလို့ရတယ်အခုဒီ logo လေးမှာတော့ themes ကအပြာရောင်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီစလုံးလေးကိုအပြာရောင်ပုံစံလေးပြောင်းလိုက်မယ်ဒီနောက်ထပ် elements တစ်ခုထပ်ရွေးလိုက်အောင်မယ် elements ကဘာရှိမလဲဆိုရင်ဒီ play ပေါ့နော် play ဆိုတဲ့စကားလုံးနဲ့ လိုက်ဖက်တဲ့ elements လေးတွေကိုလိုက်ရှာကြည့်လိုက်အောင်မယ်အဲ့ခါမှာဒီထဲကနေပြီးကိုကြိုက်တဲ့ elements လေးတွေ graphic design လေးနဲ့ရွေးမှလား photo တွေကယူသုံးမှလားပေါ့နော်ကိုကြိုက်တဲ့ပုံစံတွေကယူသုံးလို့ရတယ်ဒီကတော့ဒီဟာလေးအဆင်ပြေမယ်တင်တယ်ဒါလေးအရင်ရွေးကြည့်လိုက်အောင်မယ်ဒါလေးရွေးပြီးတဲ့အခါမှာနောက်ထပ်အနေနဲ့ text တစ်ခုရေးထည့်ဖို့ကြံတရားဆိုတော့ text ကိုရွေးပြီးတော့ကြတော့ text မှာplay ဆိုတဲ့စာသားလေးရိုက်လိုက်ပြီးတော့ကြတော့အဲ့ play ဆိုတဲ့စာသားလေးကိုလည်းကိုလိုတလို့ mouse လေးနဲ့ရွှေ့လို့ရတယ်ဖုန်းနဲ့ဆိုရင်ဖုန်းနဲ့လွယ်လေးရွှေ့လို့ရတယ်ပေါ့နော်အမှန်ကိုကြိုက်တဲ့ font design တွေရွေးမှာဒီခါမှာ handwriting ပုံစံမျိုးကိုသုံးချင်တာဖြစ်တဲ့အတွက်အမှ font မှာ handwriting ကိုရွေးရတယ် handwriting ကိုရွေးပြီးတော့ကြတော့ဒီ color လေးတွေပါလေးတွေချိန်လို့ရတယ်သူရဲ့ size အကြီးသေးချိန်လို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ logo ကတော့တော်တော်လေးပြည့်စုံသွားပြီလို့တော့ user ရလို့ရတာပေါ့နော်ဒီဟာပြီးသွားပြီဆိုတဲ့အခါမှာဒီဟာကိုexport လုပ်မယ်ပေါ့ထုတ်မယ်ဆိုရင်ဘယ်လိုလုပ်လို့ရလဲဆိုရင်တောင်းမှာရှိရဲ့ share ဆိုတာကိုနှိပ်ပြီးတော့じゃ download ကိုနှိပ်မယ်အဲ့မှာ Gpad နဲ့လည်း download ရတယ်လို့PNG file နဲ့လည်းထောင်းလို့ရတယ်ပေါ့နော်ပထမဆုံး Gpad နဲ့ထောင်းလိုက်မယ်ဒီနေရာမှာ PNG နဲ့ down မယ်ဆိုရင်လည်းပါသုံးလို့ရလဲဆို transparent background အနေနဲ့သုံးလို့ရတယ်အဲ့ခါမှာ transparent background ကို clip ပေးပြီးတော့じゃတော့ download ဆွဲလိုက်လို့ရတယ်ပေါ့နော်
ဒါဆိုရင်တော့နောက်ဗီဒီယိုတွေမှာ Canva ရဲ့အသုံးပြုပုံလေးတွေကိုပြောပြပေးသွားမှာဖြစ်လို့ subscribe လုပ်ဖို့မမေ့ပါနဲ့နော်